ဟုတ်ကဲ့တမရမမစာကပထမဆုံးမဲဝင်ချက်ပေါ့နော်ဒီပကြေဥပါရဲ့စကားပြေကနေပြီးတော့ဒီမေကွန်လေးကိုခန်းအောင်ထားတာပဲတဲ့နော်အော်ပဲခဏတော့လိုက်ပဲချကြရအောင်ပေါ့နော်ပကြေဥပါရဲ့အကြောင်းကိုတင်ပဲချုပ်ပြီးနေတာမိသေးအကြောင်းအရာများကိုသိရှိခဲ့တဲ့နေ့အတိုးယူပွဲအကြောင်းအရာကိုဖော်ပြပါဟုတ်ပြီဒီမှာအပေါ်ဆုံးကပေါ့နော်ဒီကောင်းစင်လည်းပဲထားတယ်ကန်စားနားလဲရတော့အကြောင်းအရာနဲ့အတိုးယူပွဲရများပေါ့နော်ပကြေပါရပေါ့နော်ပကြေဥပါရစကားပြေကိုဖက်ချိုးလေးလာခြင်းဟာပြီးမြန်မာနိုင်ငံရဲ့တင်ကြားကြော်ကြသောပကြေပညာရှင်တို့၏အနုပညာပေါ်တာရှိသောသင်ဝင်စားမှုကျိုးစားတော်မူနဲ့ပညာရေးပြီးမှမလို့ခံစားနားလည်ရပါသည်မိမိဝါဒနာပါရာပကြေပညာဝါစွမ်းကိုလေးလာ၏အောင်မြင်ကြော်ကြသောပကြေပညာရှင်တို့ပြလာပုံပေါ့နော်ပြလာပုံကိုလည်းသိချရပါလားပကြေဥပါရင်လည်းမိမိအနုပညာစွမ်းရည်ကိုသူလည်းအောင်အမြင်လဲလာယူစားသူလည်းဖြစ်ပါတယ်ပြီးတော့ပကြေပညာဝါဒနာကြီးစွာနဲ့တိယုတ်ကပ်ပြီးရရှိထားသောပညာနဲ့တွဲကြုံများအသုံးချကအနုပညာလောကတွေတိုးချွန်အောင်မိခဲ့ပါတယ်တို့ကြောင့်ဒါကြောင့်အောင်မြင်မှုဟာမိမိရဲ့ဘင်ကိုစွဲရတဲ့မိမိရဲ့ဘင်ကိုစွဲရတဲ့ကိုယ်တည်းကြောင့်မဟုတ်ပဲနဲ့ဇွဲလုံးလာဆစ်ရှည်ဖို့နဲ့အမျက်မပြတ်လဲတော်မူတို့ကြောင့်ရရှိနိုင်တယ်လဲနားလဲရပါတယ်ဟုတ်ကဲ့စကားတည်းမလို့ပြောရရင်မလားဒီစကားပြန်မှကျွန်တော်အနေဖြင့်မိမိဝါသနာပါရမိယာရေးကိုအလေးလာရင်အခါအခက်မြကျွန်တို့လေးလာရင်စတမ်းမကြပဲဆွတ်ရှိနဲ့ကြိုးစားရတာမိမိရရှိထားတယ်အရာချင်းကိုအစဉ်တိုးလဲအောင်ပြူလောရအတိုးရတင်ပါလေတို့အပြင်မိမိနိုင်ငံနဲ့လူမျိုးအတွက်အကျိုးပြုနိုင်တဲ့ပညာရှင်ကောင်းတဲ့ဖြစ်အောင်လဲကြိုးစားသင်ကြောင်းနားလည်ရပါတယ်သိချင်ရပါတယ်နော်ဟုတ်ပြီနောက်ဆုံးစာပိုင်းမှာကအကျိုးအပြင်ပြောမယ်ဆိုရင်ပကြေဥပါရဲ့ဘဝနဲ့အနုပညာကြိုးစားမှုပေါ့နော်အနုပညာကြိုးစားမှုမှာဝဒနာဇွဲလုံးလာပေါ့နော်အမြင်မပြတ်လေးလာမှုနဲ့မိမိအရာချင်းရောအသုံးချခြင်းတို့ဟာလဲအောင်မြင်မှုရခြင်းရအရေးကြီးတဲ့အရေးကြီးကြောင်းခံစားနားလည်ရပါတယ်ထို့ကြောင့်ကျွန်တော်ကပကြေဥပါရဲ့ကြိုးစားမှုနဲ့မိမိပညာရပေါ်အလေးထားဆောင်ရွက်မှုတို့ကအတူယူကမိမိပညာရနဲ့ဘဝတူတဲ့အောင်မြင်ရအတွက်ကြိုးစားသွားရမယ်ဖြစ်ကြောင်းလဲဒီပကြေဥပါရဆိုတဲ့စကားပြေကိုပက်ချိုဖင်အဖင်နဲ့သိချင်ရပါတယ်လို့နော်